ဒီဇက်တော်လေးလည်းပဲတချို့ကြားဖို့ရင်ကြားဖို့လိမ့်မယ်အဲ့ဒါကနော်ဖះလောင်းကအဲ့ဒီတုန်းကသူကဆရာမဟုတ်ဘူးတပည့်သူ့ဆရာကပုံသားကြီးကဆန်းကျယ်တဲ့အတတ်ပညာတစ်ခုတတ်တယ်အဲ့ဒါကဘာတော့ဆိုတော့ကောင်းငင်ကိုမော့ကြည့်ပြီးတော့နက္ခတ်တာယာတိုက်တဲ့အချိန်မှာပေါ့နော်အမြဲတမ်းတော့မဟုတ်ဘူးအဲ့လိုနက္ခတ်ကြုံတဲ့အချိန်မှာကောင်းငင်ကိုမော့ပြီးတော့မန္တန်ရွတ်ဖတ်တဲ့စေလို့ရှိရင်ကောင်းငင်ကနေအဖို့တန်နဲ့ရွှေတို့ငွေတို့ယန္တနာပစ္စည်းလေးတွေကြာလာယန္တနာမိုးရွာတော့အများကြီးတော့ဟုတ်ဟာမတူပါဘူးကြာလာအဲ့တော့တစ်နှစ်ကိုတစ်ချိန်နက္ခတ်ကတိုက်တယ်လို့ပြောတယ်အဲ့တော့သူကနည်းနည်းတော့ချမ်းသာတာပေါ့အဲ့ဒီပုံသားကြီးကဟုတ်လားအဲ့လိုနဲ့သူတို့နေလာရင်းနဲ့ဒီတောအုပ်တစ်ခုကိုဖျက်ပြီးတော့ခရီးသွားကြတာဖះလောင်းနဲ့ဆရာတစ်ပည့်2ယောက်ပေါ့နော်သွားတဲ့အခါကျတော့ဒီဓမြတွေတခိုးတွေကအဲ့ဒီတောအုပ်ထဲမှာရှိတယ်အဲ့ဒီဓမြတွေတခိုးတွေကသူတို့ရဲ့ဒီစီကံတစ်ခုပေါ့အဲ့ဒါကဘာလို့ဆိုတော့သားဖ2ယောက်လာတယ်ဆိုလို့ရှိရင်ဖေနေခဲ့သားပြန်ပြီးတော့ပစ္စည်းယူလာရွေးလက်တလို့ပဲဆရာတစ်ပည့်ဆိုရင်ဆရာနေခဲ့တစ်ပည့်ကပြန်သွားပစ္စည်းယူကြီးတယောက်ကိုပြန်ပြီးဆွဲထားလိုက်တော့ဗောနော်အဲ့ဒါကိုသိပြီမလို့သွားတဲ့ခရီးကကျုံနေတော့တခုရမြလက်ကလည်းလွတ်ချင်လဲလွတ်မှာပဲဆိုတော့အရေးစွန်ပြီးတော့သွားရတာဗောနော်ဒါပေမဲ့တိုးတဲ့ရောက်တော့သူတို့တခုရမြတွေနဲ့တွေ့ရောဖမ်းခံရရောခါရတဲ့အခါကျတော့ဆရာကြီးနေခဲ့ဘာတော်လဲဆိုတော့ဆရာတစ်ပည့်ဆိုတော့အဲ့လိုဆိုတစ်ပည့်ကပြန်ပစ္စည်းသွားယူကြီးဗောဘလောက်ယူခဲ့တော့သွားကနီးမှာဘုရားလုံးကတူတူလေးမှားတယ်ဆရာပစ္စည်းမြန်မြန်ယူပြီးတော့မြန်မြန်ပြန်လာခဲ့မယ်ကြာလာရည်လားငါတော့ဆင်းရဲမှာပဲငါ့ကိုတော့နှိမ့်ဆက်တော့မှာပဲဆိုကြောက်ပြီးတော့ပဲဖြစ်မြန်မြန်လွတ်ချင်လို့ပဲဖြစ်တက်ထားတဲ့မန္တန်ကိုလုံးဝမရွတ်လေနဲ့နော်နက္ခတ်ကြုံတော့မယ်ဆိုတာကိုလည်းဘုရားလောင်းကသိနေတယ်သူကလည်းပဲဟုတ်လားအဲ့ဒါရွတ်လိုက်ရင်ဒုက္ခရောက်လိမ့်မယ်ဆိုတာလည်းသိတယ်သူကအဲ့ဒါမလို့မြန်မြန်ပြန်လာမယ်သီးခံပါလာရွေးပါမယ်တေချာပေါ့ဒါပေမဲ့မန္တန်ကိုတော့လုံးဝမရွတ်နဲ့လို့တေချာမှားမြင်နေတယ်ကြိုးမြင်နေတယ်တပည့်ဖြစ်ပြီလို့ဆရာတဲ့ဘိုးမြင်နေတယ်အဲ့ဒါဆရာကြီးလည်းကောင်းပြီကွာဆိုတော့တပည့်ကပစ္စည်းသွားယူတညလည်းမဟုတ်2ညလည်းမဟုတ်နည်းနည်းဒေတာလည်းဝေးလို့နေမှာပေါ့တီးမခံနိုင်တဲ့အခါကျတော့အဲ့ဒီညတညမှာနက္ခတ်ကကြုံတဲ့အခါကျတော့အဲ့ဒီခိုးသားမြခေါင်းဆောင်ကိုခေါ်ပြီးတော့မင်းတို့ငါ့ကိုဖမ်းတာပစ္စည်းဥစ္စာအတွက်ဖမ်းတာမဟုတ်လားဟုတ်တယ်အဲ့လိုဆိုရင်ပစ္စည်းဥစ္စာရရင်မင်းတို့ငါ့ကိုလွတ်မှာလားလွတ်မှာပေါ့ပစ္စည်းရရင်လွတ်မှာပဲအခုလွတ်မှာအဲ့လိုဆိုလို့ရှိရင်ငါ့ကိုကောင်းကောင်းမွန်မွန်ရေမိုးချိုးပြီးတော့နတ်သားတွေပါတွေလိမ့်ပြီးတော့ပန်းတွေပါတွေပန်းတော့ကောင်းကောင်းမွန်မွန်လုပ်ငါကောင်းငယ်မော့ပြီးတော့မန္တန်ရွတ်လို့ရှိရင်ရွှေတို့ငွေတို့ရမှာငါတာမညလူမဟုတ်ဘူးပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့တခုတည်းမြတွေကလည်းမယုံတဝက်နဲ့လှုပ်ပေးတာပေါ့နော်လှုပ်ပြီးတော့လှုပ်တဲ့အတိုင်းမန္တန်ရွတ်တော့အဟုတ်ပဲယတနာပစ္စည်းတွေကောင်းငယ်နေကြလာအံ့ဩတာပေါ့နော်အဲ့ဒါနဲ့အခုပစ္စည်းဥစ္စာရရင်အခုလွတ်မယ်ဆိုတဲ့လူတွေကဘယ်လွတ်မလို့တဥစ္စာကြီးကဒါရွှေတွင်းကြီးပဲလေဟုတ်လားအဲ့ဒါနဲ့သူ့ကိုကြိုးတောင်ပြန်ပြီးတော့ထပ်တုတ်သွားတာပေါ့နော်တခါတည်းအဲ့ဒီပစ္စည်းတွေယူပေါ့အဲ့ဒီဥစ္စာကိုအဲ့လိုဖြစ်တဲ့အချိန်မှာနောက်ထပ်အဲ့ဒီတောထဲမှာသူတို့လိုပဲဓမြတက်ဖွဲ့ရတယ်ရှိသေးတယ်ရှိတဲ့အခါကျတော့ဒီကောင်းလေးလက်ကပစ္စည်းကိုလူမယ်ဆိုတော့သူတို့ကစောင့်နေကြတာတခိုးလက်ကတဝက်လူပေါ့နော်အဲ့တော့ယတနာပစ္စည်းတွေလည်းတွေ့တယ်လူတယောက်ဖမ်းလာတာကိုလည်းတွေ့ရဆိုဟိုလူတွေကသူတို့ကမရှင်နိုင်တဲ့အခါကျတော့မင်းတို့ငါတို့မဖမ်းနဲ့ငါတို့နဲ့မတိုက်နဲ့ဒီပစ္စည်းတွေကဟောဒီပုံသားကြီးကကောင်းငယ်မော့ကြည့်ပြီးတော့ရွတ်လို့ရတာအဲ့တော့မင်းတို့ငါတို့ဟောဒီပုံသားကြီးပေးမယ်သဘောတူညီမှုတော့သူ့အယောင်းဝယ်နေနဲ့လောက်ကြတော့တာလေတပည့်ပြောတဲ့စကားနားမထောင်လို့ဟုတ်လားအဲ့ဒါနဲ့ဟိုလူတွေကပစ္စည်းယူပြီးထွက်သွားကြဒီပုံသားကြီးထားခဲ့အဲ့တော့နောက်တစ်ဖွဲ့ကလည်းကင်ပုံသားကြီးတို့လည်းပဲလှုပ်ဆမ်းပါအောင်စေနာလေးမြစ်တာလေးနဲ့ရွတ်ဆမ်းပါအောင်ပေါ့နက္ခတ်ကမကြုံဘူးလိန်ညာပြောတယ်ဆိုတော့သူ့ကိုတတ်ပြစ်တယ်နော်တပည့်စကားနားမထောင်လို့သေရတယ်နော်အဲ့ဒါနဲ့အဲ့ဒီတပည့်အဲ့ဒီဓမြတွေကနောက်တစ်ဖွဲ့နောက်ကိုလိုက်ကြတာပေါ့အရှင်ယတနာတွေလိုက်လှူကြရင်းနဲ့အချင်းချင်းဒီဥစ္စာပစ္စည်းနဲ့တွေ့တဲ့အခါကျတော့တတ်ကြရင်းနဲ့နောက်ဆုံးတယောက်မှမကြံဘူးအကုန်လုံးဒုက္ခရောက်ဟုတ်လားအဲ့ဒါဘုရားလောင်းကစိုးတထိတ်ထိတ်နဲ့ပေါ့ငါဆရာကြီးငါစကားတော့နားမထောင်တော့ဘူးနဲ့တူတယ်ဟုတ်လားအဲ့ဒါနဲ့သူလာတော့ဒီမှာဆရာရဲ့အလောင်းကိုအရင်တွေ့တယ်တွေ့ပြီဆိုတော့ဒါသေးကြပြီအဲ့လိုဆိုလို့ရှိရင်ဒီဓမြတွေလည်းပဲသေကြမှာပဲဒီဥစ္စာပစ္စည်းအတွက်နဲ့ဆိုတော့ကြာတော့အဲ့ဒီမှာတွေ့တော့ဒီပစ္စည်းကိုသူယူပြီးတော့ပြန်တယ်ဆိုတော့ဝိဒပ္ပဇတ်ဆိုတာရှိတယ်ဟုတ်လားဒါပါလေဆိုရင်ပြောတဲ့စကားတဘာဝကြတဲ့အဓိပ္ပာယ်ရှိတယ်ဆိုလို့ရှိရင်ဘာလို့နိုင်မို့လို့တော့နားထောင်နိုင်မို့လို့တယ်နားမထောင်ဘူးနော်ချစ်ကက်ကက်လုံနေတယ်ဆိုရင်ဒါအကျိုးမဲ့တွေအများကြီးဖြစ်နိုင်တယ်ပေါ့ဟုတ်လားဒါမှမဟုတ်ဘုံဘုံတို့ဒီမင်္ဂလာတရားကပြည့်စုံရင်အကျိုးကြီးတယ်လို့မပြည့်စုံရင်သူကလည်းပဲအများကြီးဆုပ်ယုပ်ပျက်စီးနိုင်တယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားစောတော်ကဘုံဘုံဏ္ဍာန်ထဲမှာပြောတယ်လေ
သောဝသတ္တတာဆိုတာကြီးပွားချမ်းသာကြောင်းတရား6ပါးထဲမှာတစ်ပါးအပါဝင်နော်ဒေါဝသတ္တတာနော်ဆုံးမချက်ကိုနားမထောင်ဘူးမနာခံနိုင်ဘူးဆိုတာဆွတ်ယုတ်ကြောင်းတရား6ပါးထဲမှာတစ်ပါးအပါဝင်ဖြစ်တယ်ပေါ့ဟုတ်လားဒါကြောင့်ဒီမင်္ဂလာတရားနဲ့ပြည့်စုံဘုံဘုံတို့တွေကဘာလို့နိုင်မို့လို့တော့နာယူလွယ်တဲ့စိတ်ရှိဖို့လိုတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်တကယ်ချမ်းသာကြောင်းတရားဒုက္ခငြိမ်းကြောင်းတရားနော်အလုံးကိုတွေ့ရခဲ့ကြုံရခဲ့တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့တွေ့တဲ့အချိန်မှာဘုံဘုံတို့ကဘယ်လိုအဆုံးအမတွေကိုနော်နာယူကြမလဲလက်ခံကျင့်သုံးကြမလဲဒါပိဋကသုံးပုံနိကေ9ရက်မြတ်စွာဘုရားဆုံးမခဲ့တာတွေအကုန်လုံးဟာတကယ်တမ်းကဒုက္ခငြိမ်းချမ်းချမ်းသာကြောင်းနေကြီးပဲဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားဆုံးမထားတယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့စိတ်ထဲမှာဩဒါဘုရားဟုတ်ခဲ့လားနော်လေးသိင်ချင်းတဲ့ကဘာတသိင်ပါရမီဖြည့်ပြီးတော့မှအတိတူးညံတူရပြီးတော့မှအဲ့ဒီသိတဲ့အတိုင်းမြင်တဲ့အတိုင်းတကယ်ပြောခဲ့တာဟိုတနေ့ကဘုန်းဘုန်းပြောတာမှတ်မိသေးလားနော်ကိလေသာပြိဋိဘံစံတဲ့နေ့ဘုရားဖြစ်တဲ့ညဘုရားဖြစ်တဲ့ညဟုတ်လားနောက်ခန္ဓာပြိဋိဘံစံတဲ့ညနောက်ဆုံးပြိဋိဘံပြုတဲ့ညပေါ့နော်အဲ့ဒီညနဲ့ညကြားမှာမြတ်စွာဘုရားပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းဟုတ်တယ်မှန်တယ်ဒါကြောင့်မြတ်စွာဘုရားဒီတထာဂတမြည်တယ်ဆိုပြီးတော့ကိုယ်တိုင်ဟောခဲ့တာရှိတယ်ဟုတ်လားအဲ့တော့ဘုံဘုံတို့ကြားနေကြတဲ့အစုံအမတွေဆိုတာတကယ်တမ်းကအဲ့လိုမျိုးတန်ဖိုးဖြတ်လို့မရတဲ့နော်ချွတ်ယွင်းချက်လုံးဝမရှိတဲ့အစုံအမမျိုးဖြစ်တဲ့အတွက်ကြောင့်ဘလို့အစုံအမမျိုးလေးပဲတွေ့ဒါလေးကိုဘုံဘုံတို့ကမြင့်မြတ်နုံနုံတန်ဖိုးထားပြီးတော့မလုပ်နိုင်ဖို့လို့တော့ခံယူနိုင်ဖို့လိုမယ်ပေါ့နော်နားထောင်လွယ်တဲ့စိတ်ရှိရမယ်ပေါ့ဟုတ်လား